အားလုံးပဲမင်္ဂလာပါခင်ဗျာဒီအပိုင်းတွင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို YouTube ကနေပြီးတော့ ban နေလို့ကျွန်တော်ပျောက်နေတာဖြစ်တယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော် fighter လေးတွေကိုရေးလဲတဲ့ပုံစံလေးတွေကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရေဆုံးရေမလဲခင်ရေဆုံးကျွန်တော်တို့ရေကန်ထဲကိုပိုက်နေပြီးတော့နော်ပါဇက်လေးနဲ့ဆုပ်ပြီးတော့ကျွန်တော်ရေစားထုတ်မယ်ပေါ့နော်ကျွန်တော်ရေထုတ်တဲ့အခါမှာကျွန်တော်အဲ့ကန်ရဲ့အောက်ခြေအနေတွေအားလုံးကိုကျွန်တော်ကုံအောင်လို့ထုတ်ပေးဖို့လိုတယ်များသောအားဖြင့်လူအများစုကရေလဲရင်ရေရဲ့ကျွန်တော်တို့80%လောက်ကိုထုတ်တာများတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့မှာကျွန်တော်အကုန်ထုတ်လိုက်တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်တကန်ပြီးတကန်ကျွန်တော်ရေထုတ်တယ်ပေါ့နော်အမှန်တိုင်းပြောရင်ကျွန်တော်ရေလဲရမှာအရင်ပြင်းတဲ့ကောင်ပါအဲ့ဒါကြောင့်လဲကျွန်တော်အော်တိုရေလဲစနစ်တွေကျွန်တော်ဆင်တယ်ပေါ့နော်ဒါပေမဲ့ဒီကန်အားကြတော့ကျွန်တော်ဒီတိုင်းလေးထားတာပေါ့မစင်ဖြစ်ပဲနဲ့ကျွန်တော်ရေထုတ်ပြီးသွားရင်ကျွန်တော်ထုတ်ထားတဲ့ရေတွေကျွန်တော်ပြန်ဖြည့်မယ်ပေါ့နော်ဒါတော့ကျွန်တော်အရင်သတ်မှတ်ထားတဲ့ရေလဲပဲအတိုင်းကျွန်တော်ကန်နေကုန်လုံးဖြည့်မှာပေါ့နော်တချို့လူတွေကတော့ရေ90%ထုတ်90%ထည့်တယ်တချို့ကျတော့လည်း80%ထုတ်တယ်80%ပြန်ထည့်တယ်ပေါ့နော်ဒါကတော့ကြိုက်တယ်လို့အဆင်ပြေတယ်ဒါကတော့ကိုယ့်ရဲ့ငါးကန်ဘယ်လောက်ညစ်ပတ်လဲဆိုတဲ့ပုံပဲမူတည်ရပေါ့နော်ဒါကတော့ရေလဲတဲ့နေရာမှာမရှိမဖြစ်လို့အဆုံးအရာပဲဖြစ်ပါတယ်ခင်ဗျဒါကတော့စားကြံလို့ခေါ်တယ်ပေါ့နော်ဒီကောင်လေးကိုရက်ွက်ထဲကကုန်းစုံဆိုင်နေရာတော်တော်များများမှာရတယ်ပေါ့နော်ငါးဆိုင်နေမှာမဟုတ်ပါဘူးတချို့ရတဲ့နေရာအများကြီးရှိရပေါ့နော်ဒါကတော့ extra water ပေါ့ black water လို့လည်းခေါ်ရပေါ့နော်ကျွန်တော်ရေလဲပြီးတဲ့အခါတိုင်းကျွန်တော်စားကြံခတ်ဖို့ကအရင်ရေးကြည့်ရပေါ့နော်စားကြံမခတ်ရင်ကျွန်တော်တို့မလိုလားအတဲ့ယောဂပိုးမွားတွေကျွန်တော်ဝင်လာနိုင်တယ်ပေါ့နော်အခါကျရင်ကျွန်တော်တို့ငါးတွေကိုကုသရတာလည်းပို့ပြီးတော့ခတ်တယ်ပေါ့နော်ကျွန်တော်ကတော့ဘယ်ငါးမဆိုရေလဲတဲ့အချိန်မှာစားကြံလေးခတ်ပေးဖို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဒါလေးကတော့ဒါဇီးဖြော်ရေပေါ့နော်လက်ကသက်စားတာပါဒါလေးကတော့ဒါ extra water ပေါ့နော်ဒီကောင်တွေကဘန်နာရေပေါ့နော်ဒါ fighter တွေအတွက်အဓိကလိုအပ်တဲ့အရာပေါ့နော်ဒါကတော့သူတို့ရဲ့ဆေးလို့လည်းကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒီရေလေးကိုကျွန်တော်ထည့်ပေးခြင်းဖြင့်ကျွန်တော် fighter တွေရဲ့ကျမ်းမာရေးအရာရောသူတို့ရဲ့ကာလာပိုင်းဆိုင်ရာပေါ်မှာပို့ပြီးတော့ကျွန်တော်ကြိုးကျေးဇူးတွေအများကြီးရှိရပါတော့နောက်ကျရင်ကျွန်တော်ဘန်နာရွက်နဲ့ဆိုင်နဲ့အသိပညာလေးကျွန်တော်ထပ်ပြီးတော့မျှဝေပေးဖို့ရှိရပါတော့ဒါလေးကတော့ဒါကျွန်တော်ထိုင်းရဖန်နေလိုမျိုးပေါ့နော်ကျွန်တော်ရှည်လဲရမှာပြင်းလို့ကျွန်တော်လှုပ်ထားတဲ့ဟာလေးပေါ့အဲ့ဒါလေးလာပြတာပေါ့နော်ကျွန်တော်ထိုင်းရဖန်နေမှာကျွန်တော် fighter တွေအကောင်ထောင်တောင်းချီပြီးကျွန်တော်ထုတ်တယ်ပေါ့နော်သူတို့ဘယ်လိုထုတ်လဲဆိုတော့အဲ့လိုမျိုးပေါ့ဖန်ပင်လေးတွေကိုကျွန်တော်တို့အပေါက်လေးတွေဖောက်ပြီးတော့ပေါ့နော်ရေလဲတာအဲ့ဒါအရန်လွယ်တယ်ပေါ့နော်ကျွန်တော်ဟိုလွန်ခဲ့တဲ့ကျွန်တော်3နှစ်တုန်းကပေါ့နော်အဲ့လိုမျိုးလေးလောက်ခဲ့ဘူးတယ်အခုပြန်ပြီးတော့ပြန် try တာပေါ့နော်အဲ့တုန်းကတော့ငါတိတ်မမွေးတတ်တော့အဲ့တုန်းကတော့တိတ်ပြီးတော့ဖန်ပင်လေးနဲ့မွေးလဲတိတ်မရှင်ဘူးပေါ့နော်အခုကတော့ဒါပြန်ပြီးတော့ try တာပေါ့ဒီလိုဖန်ပလင်းလေးတွေဖောက်တာလဲဖောက်နီးလေးတီးကျင် comment ထဲမှာရေးပေးခဲ့ပေါ့နော်ပြီးကြတော့ကျွန်တော် Facebook မှာကျွန်တော် group လေးတစ်ခုထောင်မယ်ပေါ့နော်group မှာကျွန်တော်ငါးတွေရောင်းလို့ရတယ်ပေါ့နော်ဒီ group လေးကိုဖန်တီးပြတဲ့ကျွန်တော်ရည်ရွယ်ချက်ကတော့ဒါကျွန်တော်တို့ငါးသမားတွေပေါ့နော်ကျွန်တော်ဈေးကွက်တစ်ခုကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်ဖော်ဆောင်လို့တဲ့စိတ်နဲ့ကျွန်တော်ဒီ group ကိုထောင်လိုက်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကလည်းဒီ group လေးကိုဝင်ပြီးတော့ join ပေးလို့ရတယ်အဲ့ group မှာကျွန်တော်တို့ကိုရောင်းကျင်တဲ့ငါးလေးတွေပေါ့နော်အဲ့ဘုဒ္ဓရာတွေလည်းမျှဝေလို့ရတယ်အဲ့လိုမျိုးပေါ့ကျွန်တော်အစုံလုပ်ဝေးထားတယ်ပေါ့နော်တခုရှိတာကငါးနဲ့မပတ်သက်တဲ့အရာမှန်သမျှကိုကျွန်တော်ဘန်းမယ်ပေါ့နော်အဲ့လူကိုပါဘန်းမယ်ကျွန်တော်ပြီးကြတော့ငါးရောင်းမယ်ဆိုရင်လည်းဗီဒီယိုလေးတွေကိုရှင်းလင်းလေးပေါ့ပြပြတသားလေးတင်ပေးပေါ့နော်လက်နဲ့ကင်ပြီးတော့ရိုက်ထားတဲ့ပုံလေးလုံးဝမတင်ပေးပါနဲ့ခင်ဗျာဘာလို့လဲဆိုတာ Facebook ရဲ့ policy နဲ့ညှိပြီးတော့ ban နိုင်တယ်ပေါ့နော်ကျွန်တော် YouTube ဗီဒီယိုလေးလိုပဲကျွန်တော်ရဲ့ YouTube မှာလည်းလိတ်တစ်ကောင်ပါသွားလို့အဲ့လိတ်ကကြောကုန်းလေးကပဲ့နေတာပေါ့နော်အဲ့ဒါကိုကျွန်တော်လိတ်ဆန်ညင်ပန်းနှိမ့်ဆက်မှုနဲ့ဆိုပြီးတော့ကျွန်တော်တစ်ပတ် ban တယ်ပထမဆုံးနောက်ဗီဒီယိုတစ်ပုတ်ထပ်တင်တော့နှစ်ပတ် ban တယ်အဲ့ဒါသုံးပတ်ဖြစ်သွားအဲ့တော့ကျွန်တော် accurate လေးလင်းကိုကျွန်တော်ရဲ့ comment မှာရောကျွန်တော် description မှာရောကျွန်တော်ရေးပေးထားမယ်ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ page name တွေကိုကျွန်တော် unit better လို့ကျွန်တော် change လိုက်ပါပြီအဲ့ဒါလေးအတိပေးနေကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲကျွန်တော်နှုတ်ဆက်ပေးရစီပေါ့နော်အားလုံးပဲကျမ်းမာလာပါတဲ့ငါးလေးတွေပိုင်ဆိုင်